အားလုံးပဲမင်္ဂလာပါအခုလိုစူးစမ်းရုန်းကန်နေရတဲ့နေ့စဉ်ဘဝတွေမှာလောကရန်မျိုးမျိုးရဲ့နှိမ့်ဆက်မှုတွေကြောင့်စိတ်ဓာတ်ကျနေကြပါသလားဒါမှမဟုတ်ကိုယ်အင်္ဂါချွေးမှုတွေဘဝရဲ့မပြည့်စုံမှုမျိုးစုံတွေကြောင့်ရှစ်ဆက်ဖို့အတွက်စိတ်ပြက်အားလျှော့နေကြပါသလားဒါဆိုရင်တော့ကျွန်တော်ရဲ့အလင်းတစ်ဆက်စိတ်ခွန်အားဖြင့်အကြံပြုစကားတံများအစီအစဉ်ကိုမိတ်ဆွေတို့အနေနဲ့ခဏခဏလောက်အချိန်ပေးပြီးနားဆင်ပေးဖို့အတွက်ဖိတ်ခေါ်ရပါတယ်ကျွန်တော်တို့တင်ဆက်သူချမ်းချင်းကျော်ပါဒီအစီအစဉ်လေးရဲ့အပိုင်းတစ်ကိုတော့တရားပြန်ကျွန်တော်တို့အမည်ပေးထားပါတယ်အခုစီစဉ်လေးရဲ့ထူးခြားချက်ကတော့အသက်ကြီးမှအကြောင်းမျိုးမျိုးကြောင့်အမြင်အာရုံမတန်ဆန်းဖြစ်ခဲ့ရတဲ့အပြင်ရုတ်တရက်သွေးတိုးလွန်ကဲမှုကြောင့်နှလုံးသွေးကြောမှရည်အပ်သွားတဲ့ယောဂဝေဒနာမှခွဲစိတ်ကုသပြီးတဖန်ပြန်လဲအသက်ရှင်လာတဲ့သူမတူထူးခြားတဲ့ကျွန်တော်ရဲ့ဘဝဖြတ်သန်းမှုမှတ်တမ်းများကိုပြန်လည်ပြောပြရင်းနဲ့စိတ်ခွန်အားဖြစ်ပြီးမဲ့အစီအစဉ်လေးပဲဖြစ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်ကလွန်ခဲ့တဲ့တစ်နှစ်ခွဲကျော်လောက်ကတရွာနေပြန်လာခဲ့တာဖြစ်ပါတယ်ရုတ်တရက်နှလုံးသွေးတိုးလွန်ခဲ့ပြီးသွေးကြောမှအပ်သွားတဲ့ယောဂဝေဒနာခံစားခဲ့ရတာပေါ့နော်အဲ့ဒီအချိန်မှာဆိုရင်ကျွန်တော်ကဒီလိုကောင်းကောင်းလည်းမထိုင်နိုင်ဘူးလေကားတက်ဆင်းနေလည်းမလုံနိုင်တော့ဘူး ICU ထဲမှာဆိုလို့ရှိရင်ကျွန်တော်ဘေးဆောင်လေးနေပြီးတော့ခွေလေးနေခဲ့ရတာပေါ့နော်စောင်းပြီးတော့ရင်နဲ့ကြောနဲ့ညှက်အောင်တဲ့အတွက်အဲ့ဒီဝေဒနာကြီးကိုတော်တော်ဆူဆူဝါးဝါခံစားခဲ့ရပါတယ်အဲ့ဒီအချိန်မှာဒီယောဂဝေဒနာကြီးကိုကုသဖို့အတွက်စုံစမ်းတဲ့အချိန်မှာကျွန်တော်တော်တော်လေးစိတ်တက်ကြခဲ့ရတယ်ဘာဖြစ်လို့လဲဆိုတော့ဒီကျွန်တော်ဒီသွေးကြောမာကြီးကိုခွဲစိတ်ကုသတဲ့အချိန်မှာဒီရင်အုပ်ကိုခွဲပြီးတော့နှလုံးကိုရက်ပြီးတော့ခွဲရမှာပေါ့နော်အဲဒီနှလုံးခုန်တာကိုရက်ထားပြီးတော့အဲဒီသွေးကြောမာကြီးကိုခွဲစိတ်ရမှာဖြစ်တဲ့အတွက်ဒီကျွန်တော်တို့ဒီမြောက်ကလာပါဆေးရုံမှာဒီနည်းပညာအခက်ခဲပြပါလို့ရှိရင်ဒီဆက်ပစ္စည်းမပြည့်စုံမှုမျိုးစုံကြောင့်ခွဲဖို့အဆင်မပြေနိုင်ဘူးပေါ့နော်တကယ်လို့ခွဲစိတ်ကုသခြင်းနဲ့ဆိုလို့ရှိရင်ခွဲစိတ်ကုသလို့ရတယ်ဒါပေမဲ့အသက်ရှင်ဖို့အတွက်ကတော့30%လောက်ပဲရှိတယ်သေဖို့%အရန်များတယ်လို့ပြောပါတယ်အဲ့တော့အဲ့အချိန်မှာကျွန်တော်တော်တော်လေးစိတ်တက်ကြခဲ့ရတယ်ပေါ့ပြီးတော့နောက်တစ်ချက်ရှိသေးတယ်အဲ့ဒီအချိန်မှာကျွန်တော်ကဒီလိုhome studio လေးတည်ထောင်ထားတာ2လ3လပဲရှိသေးတယ်ပေါ့နော်ကျွန်တော်အရန်ဒီလို home studio လေးပိုင်ကျင်ခဲ့တာအဲ့လို home studio လေးကိုမဖြစ်မနေစူးစမ်းပြီးတော့ရရှိလာတဲ့အချိန်မှာမှဒီတခြင်းတွေဖန်တီးတော့မယ်လို့လုပ်တဲ့အချိန်မှာမှအဲ့လိုသွေးကြောအပ်သွားတဲ့ယောဂဝေဒနာလည်းဖြစ်တယ်ပြီးတော့အဲ့လိုစုံစမ်းလို့အခက်အခဲတွေဖြစ်တယ်ပေါ့နော်ခွဲစိတ်ကုသဖို့အတွက်ဖြစ်တဲ့အချိန်မှာကျွန်တော်တော်တော်စိတ်ဆင်းရဲခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်နောက်ဆုံးမှာကျွန်တော်ရဲ့ထုံးစံအတိုင်းပေါ့ကျွန်တော်မျှော်လင့်ချက်အများအားထားတယ်ဘယ်လိုလဲဆိုတော့ကျွန်တော်အသက်ရှင်ရမယ်ကျွန်တော်အသက်ရှင်ခြင်းတယ်ပြီးတော့လို့ရှိရင်ကျွန်တော်မိသားစုနဲ့အသက်ရှင်ခြင်းတယ်ပြီးရင်ဒီအမှုပညာလုပ်ငန်းတွေကိုကျွန်တော်ဆက်လုပ်ဖို့အတွက်လည်းအသက်ရှင်ခြင်းတယ်အဲ့ဒီမျှော်လင့်ချက်ကိုကျွန်တော်ထားပါတယ်ပြီးတော့လို့ရှိရင်ကျွန်တော်ဒီစိတ်တည်ငြိမ်မှုအတွက်ဘာသာရေးအနေနဲ့ကျွန်တော်တရားထိုင်တာတို့ပရိစိတ်တာတို့ပြီးရင်ကျွန်တော်ပြုလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကိုသစ္စာဆိုပြီးဆုတောင်းတဲ့အလုပ်တွေကျွန်တော်လုပ်ခဲ့ပါတယ်ပြီးတော့ဒီမိတ်ဆွေပေါင်းသင်းတွေမိသားစုတွေရဲ့အားပေးမှုတွေပေါ့နော်ပြီးတော့ဒီတခြင်းတွေကနေပြီးတော့ကျွန်တော်စိတ်ခွန်အားတွေယူတယ်အဲ့လိုနဲ့ကျွန်တော်ဒီအကောင်းဆုံးဖြစ်မဲ့ဟာကိုလိုက်စုံစမ်းတယ်ပေါ့ပြီးတော့ကျွန်တော်ညီမလေးရဲ့ဒီသူ့ရဲ့မေတ္တာစေတနာတွေနဲ့မနာမနေစုံစမ်းပေးမှုတွေကြောင့်နောက်ဆုံးမှာတော့ဒီလိုအမေရိကန်နိုင်ငံဆရာဝန်ကြီးကဒီမှာလာပြီးတော့မြန်မာနိုင်ငံဆရာဝန်နဲ့ပူးပေါင်းပြီးတော့ခွဲစိတ်ကုသပေးမဲ့စေယုံတရုံနဲ့ချိတ်ဆက်မိခဲ့ပါတယ်အဲ့ဒီအချိန်မှာတော့ကျွန်တော်တော်တော်လေးလဲဝမ်းသာခဲ့တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီအချိန်ကကျွန်တော်ဖြစ်တာတော့3လပိုင်းပေါ့2023 3လပိုင်းဖြစ်တာတကယ်ဆရာဝန်ကြီးကလည်းရောက်လာမှ6လပိုင်းအကုန်လောက်ဆိုတော့အဲ့ဒီ3လအတွင်းကတော်တော်ကြီးကိုဘယ်လိုပြောရမလဲကျွန်တော်ဘဝမှာအခက်ခဲဆုံးအချိန်တွေတည်းတစ်ခုပါပဲဘာလို့လဲဆိုတော့ကျွန်တော်စီစဉ်ကပြောသလိုအစပြောသလိုပဲပေါ့နော်ကောင်းကောင်းမထိုင်နိုင်ဘူးလူတွဲလူထားပေါ့နော်ပြီးသွားလို့ရှိရင်လည်းအဲ့လိုမျိုးကျွန်တော်အရန်ကြိုက်တဲ့တခြင်းဆိုတာတို့ဂီတာတီးတာတို့ဒါတွေကျွန်တော်မလုံနိုင်မနဲ့စောင့်စားခဲ့ရပါတယ်အဲ့လိုနဲ့ကျွန်တော်6လပိုင်းအကုန်မှာကျွန်တော်ခွဲစိတ်ကုသခဲ့ပါတယ်ဆရာဝန်ကြီးတွေရဲ့ကျေးဇူးကြောင့်လည်းကျွန်တော်ခွဲစိတ်တာအောင်မြင်ခဲ့တယ်ပေါ့အောင်မြင်ခဲ့တယ်အဲ့ဒီခွဲစိတ်ကုသပြီးအောင်မြင်ခဲ့တဲ့နောက်ပိုင်းမှာလည်းဒီကျွန်တော်ခွဲစိတ်ကုသရတာဘယ်လိုလဲဆိုတော့ဒီလေစလုံးအောက်ကနေပြီးတော့เนาะအဲ့ရနေပြီးတော့ကျွန်တော်ရင်ညွန့်အထိပေါ့အဲ့ဒါကိုကျွန်တော်ခွဲရတယ်ခွဲရပြီးတော့အဲ့နံရိုးတွေချိုးတယ်ချိုးပြီးသွားလို့ရှိရင်လှန်ပြီးတော့အဲ့နံရိုးတွေကိုလှန်ပြီးတော့နှလုံးရက်ပြီးတော့သွေးကြောမာကြီးကိုခွဲစိတ်ကုသရတာပေါ့နော်ပြီးတော့ကျွန်တော်နှလုံးအဆုတ်ရှင်လည်းလဲလိုက်ရတယ်တကယ်ကျွန်တော်ခုနအစီအစဉ်ကပြောသလိုပဲတေရွာပြန်ခဲ့ရတာပါဘာလို့ဆိုတော့ကျွန်တော်ရဲ့ operation time က10နာရီလောက်ကြာခဲ့တယ်10နာရီလောက်ကြာခဲ့ပြီးတော့ဒီ operation ကထွက်ပြီးတော့ကျွန်တော် ICU ထဲမှာလည်းကျွန်တော်2ရက်လောက်ကျွန်တော်မျောနေတာပေါ့နော်အဲ့မှာဟာတာလေးကျွန်တော်တခုပြောပြချင်ပါတယ်
ဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်အဲ့ဒီမျောနေတဲ့အချိန်မှာကျွန်တော်စိတ်ဆွဲလန်းပေါ့ကျွန်တော်စိတ်ရုံရောက်နေတဲ့အချိန်မှာတဲ့ဒီအိမ်ကိုတခိုးဖောက်တယ်ပေါ့နော်တခိုးဖောက်ပြီးတော့ကျွန်တော်ရဲ့ဒီ home studio ထဲမှာရှိတဲ့ပစ္စည်းတွေအမှုပညာပစ္စည်းတွေအဲ့ဒါတွေကိုအကုန်လုံးမှားသွားတယ်လို့မျောနေတဲ့အချိန်မှာမြင်ရတယ်ပေါ့နော်အဲ့လိုအိမ်မက်မက်လို့ဖြစ်တာပေါ့ဟုတ်ကဲ့ပါကျွန်တော်အဲ့လောက်ဒီအမှုပညာပေါ်ယူသွတ်တာပေါ့နော်အဲ့လိုဆွဲလန်းမှုကများတာပေါ့ဟုတ်ကဲ့ဒါတွေကတော့ကျွန်တော်ဟာသအနေနဲ့ထည့်ပြောပြတာပါအဲ့လိုနဲ့ကျွန်တော်ခွဲစိတ်ကုသပြီးတော့6လလောက်ကိုအဲ့လိုလူတွဲလူထရေချိုးလဲသူများချိုးပေးရတာပေါ့နော်အဲ့လိုမျိုးရေလည်းမခတ်နိုင်ထိုင်ပြီးတော့ချိုးရတာအဲ့လိုမျိုးနဲ့ကျွန်တော်တော်တော်လေးကိုဘယ်လိုပြောမလဲတင်းကြီးခံပြီးစောင့်စားဖြတ်သန်းခဲ့ရပါတယ်အဲ့ဒီအချိန်မှာခုနကကျွန်တော်ပြောသလိုပေါ့ငါအခုချိန်ထိတောင်မှခက်ခဲတွေကကြော်ဖြတ်ပြီးအောင်မြောင်ခွဲစိတ်ခဲ့ရပြီဒီဝေဒနာလောက်ကိုငါတင်းကြီးခံရမယ်လုံးဝအရှုံးမပေးခြင်းနဲ့စိတ်တက်ပေါ့နော်အဲ့ဒါအရေးကြီးပါတယ်ဘယ်လောက်ပဲဒုက္ခဖြစ်ဖြစ်လုံးဝအရှုံးမပေးခြင်းနဲ့စိတ်တက်အဲ့ဒါလိုပါပြီးတော့လို့ရှိရင်မျောလင်းချက်ပေါ့နော်ဟောငါဒီလောက်တောင်ကောင်းလာပြီထပ်ပြီးတော့ငါတိတ်အချိန်မကြခင်မှာငါလုံနိုင်တော့မယ်ပေါ့အဲ့လိုဆိုအဲ့စိတ်တက်တွေမျောလင်းချက်ထားပြီးတော့ကျွန်တော်အောင်ကြီးခဲ့ပါတယ်အခုဆိုရင်ကျွန်တော်အစီအစဉ်တွေတင်ဆက်နိုင်ပါပြီကျွန်တော်တစ်နှစ်ခွဲကျော်ပြီပေါ့နော်အခုမှပဲကျွန်တော်ဒီစတူဒီယိုကန်ထဲမှာအဲ့လိုအကြာကြီးထိုင်ပြီးတော့ကျွန်တော်အလုပ်လုပ်နိုင်လာတာပါဟုတ်ကဲ့ပါလူတိုင်းမှာတော့အခက်အခဲတွေမျိုးစုံရှိကြပါတယ်စင်လဲစင်စားစိတ်လဲစိတ်စားဆိုတဲ့အတိုင်းကိုယ့်ရဲ့အခက်အခဲကတော့ကိုယ့်အတွက်အကြီးမားဆုံးပဲပေါ့နော်ဒါပေမဲ့ကျွန်တော်ပြောချင်တာကတော့ဘယ်လိုပဲဖြစ်ဖြစ်အဓိကကျွန်တော်စိတ်ခံစားမိတာတော့အဓိကမျှော်လင့်ချက်ထားရမယ်ဘယ်တော့မှမျှော်လင့်ချက်ပြတ်သွားလို့မရဘူးအဲ့ဒီပြီးသွားလို့ရှိရင်ဘယ်တော့မှအရှုံးမပေးတဲ့စိတ်အဲ့ဒါခိုင်မာရမယ်အဲ့ဒီနှစ်ချက်ပေါ့နော်ကျွန်တော်ခံယူတာတော့အဲ့လိုခံယူထားပါတယ်အဲ့ဒီနှစ်ချက်ရှိလို့ရှိရင်တော့ဒီလောက်ကျွန်တော်တို့ကြီးမားတဲ့အခက်အခဲကြောင့်ကျွန်တော်ကြော်လွှားခဲ့ရတယ်ပေါ့နော်အဲ့ဒီအတွက်ဒီလိုမျိုးအခက်အခဲတွေအများကြီးရှိလို့ရှိရင်လည်းဒီလိုမျိုးစိတ်ဓာတ်တွေနဲ့ကြော်ဖြတ်နိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်ပြီးတော့လို့ရှိရင်ကျွန်တော်ဒီအစဉ်စဉ်လေးကိုတင်ဆက်နိုင်ဖို့အတွက်တွန်းအားဖြစ်စေတဲ့အကြောင်းရင်းတွေလည်းရှိတယ်ပေါ့နော်အဲ့ဒါတွေကတော့ကျွန်တော်တို့အများယုံမတန်ဆွမ်းတစ်ယောက်ပါပဲသူလည်းတချင်းတွေရေးတဲ့အမှုပညာသမားတစ်ယောက်ပေါ့နော်သူလည်းအဲ့လိုနှိမ့်ရှင်းတာများကြိုးစားတယ်ဖန်တီးတယ်ဒါပေမဲ့လူမသိဘူးပေါ့နော်ပြီးတော့လို့ရှိရင်အမှုပညာရမအောင်မြင်တဲ့အတွက်လည်းအဲ့လိုကြက်တဲမှုတွေဖြစ်ကြတယ်အခုလိုကာလာကြီးမှာနောက်ဆုံးကျတော့စိတ်တက်ကြပြီးတော့ကိုယ့်ဘာကိုယ်တတ်သိသွားတဲ့ဖြစ်ရလေးဖြစ်ခဲ့ပါတယ်အဲ့ဒီအချိန်မှာကျွန်တော်စဉ်းစားမိတာဒီလိုမျိုးစိတ်ခွန်အားဖြည့်တဲ့အစီအစဉ်မျိုးတွေဒီလိုမျိုးကျွန်တော်လိုမျိုးပြောပြတဲ့အစီအစဉ်မျိုးလေးတွေဒါသူကြားနိုင်ခဲ့မယ်ဆိုလို့ရှိရင်ဒါသူစိတ်တစ်မျိုးတစ်မီပြောင်းလဲနိုင်တယ်ပေါ့နော်အဲ့လိုအနေနဲ့လည်းကျွန်တော်တို့တင်ဆက်ဖို့အတွက်တွန်းအားဖြစ်ခဲ့ပါတယ်ကျွန်တော်အစီအစဉ်လေးကိုဒါပထမပိုင်းပေါ့နော်နောက်အစီအစဉ်အပိုင်းတွေများကျွန်တော်တင်ဆက်စရာတွေလည်းအများကြီးရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကမွေးရပါအများယုံမတန်ဆွမ်းဖြစ်ခဲ့သူတယောက်တော့မဟုတ်ဘူးပေါ့နော်ကျွန်တော်ကမွေးရပါနှလုံးစလုံးမြင်ပါတယ်အဲ့ဒီကနေမှကျွန်တော်ကတစ်လုံးပြီးတော့နှလုံးဖြစ်တယ်နှလုံးကနေခွဲစိတ်ကုသတဲ့အချိန်ချင်းပြီးတော့မှလွန်ခဲ့တဲ့12နှစ်လောက်ကမှကျွန်တော်ဒီလိုtotally blind ဖြစ်ခဲ့တာပေါ့နော်အဲ့ဒီဥစ္စာလေးတွေကိုလည်းကျွန်တော်ပြောပြရင်းနဲ့မိတ်ဆွေတို့ကိုစိတ်သက်ခွန်အားပေးမှာဖြစ်ပါတယ်အခုကျွန်တော်ပြောနေတာတွေကကျွန်တော်ရဲ့ဘဝဖြတ်သန်းမှုတွေကိုလက်တန်းပြောပြတာပေါ့နော်ကျွန်တော်ခံစားမှုတွေကိုလက်တန်းပြောပြတဲ့အတွက်ပြောဆိုတဲ့နေရာမှာအမှားရင်းတစ်စုံတရာပါခဲ့မယ်ဆိုလို့ရှိရင်လည်းမေတ္တာနဲ့ခွင့်လွှတ်နားထောင်ပေးဖို့အတွက်လည်းတောင်းဆိုလိုပါတယ်မိတ်ဆွေတို့အနေနဲ့အခုအစီအစဉ်လေးကိုအချိန်ပေးပြီးနားဆင်တဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်တကယ်လို့များတစုံတရာအကျိုးအမြတ်ရရှိခဲ့တယ်ဆိုရင်စိတ်ခံစားမှုတစုံတရာရရှိခဲ့တယ်ဆိုရင်ကျွန်တော်ရဲ့ YouTube channel Facebook TikTok စတဲ့ဒီ social platform တွေကို like subscribe share တို့နဲ့ကူညီပေးနိုင်ပါတယ်ပြီးတော့အသေးလေးနှလုံးလေး clicker လေးလည်းပေးခဲ့နိုင်ပါတယ်အဲ့တော့ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်အစီအစဉ်တွေမှာလည်းထပ်မံဆုံတွေ့ကြပါတယ်ကျွန်တော်ချမ်းချင်းကျော်ပါ